是的波的米个古今山那拉瑞哈。အားလုံးပဲမင်္ဂလာပါရှင်သီရီလိုရင်းနှုံရင်းနဲ့လေးနေတောင်မြင့်သွားပြီအဲ့တော့ဒီနေ့ဈေးရလည်းမသွားပြဘူးဆိုတော့အိမ်မှာကျဲဥလေးရှာနေကျဲဥလေးကိုအချင်းချက်ချက်မယ်ငပိရည်လေးဖြော်မှာချင်းချက်ကို science style လေးချက်ပေးနော်မမလေးစိတ်ကြမမဟို science style လေးချက်ပေးမယ်နော်ကဲတူတူတော့ချက်ချက်ဆိုကျဲဥချင်းချက်ချက်ဖို့အတွက်ကျဲဥလေးရင်ပြုတ်ထားပေးပါမယ်ဟင်းနှပြုတ်စလုံးချက်ဖို့အတွက်ကျက်သွန်နီလေးတွေပပလီဂျင်းကျက်သွန်မြုပ်လေးတွေကိုညနေအောင်ထောင်းငရုတ်သီးစင်းလေးကိုလည်းညနေအောင်ထောင်းငရုတ်သီးဖွဲချမ်းလေးကိုလည်းညနေအောင်ထောင်းပြီးပြီဆိုရင်ငပိအေးစီတက်လေးနဲ့ကျဲဥချင်းချက်ချက်ဖို့အတွက်အစင်းသစ်ဖြစ်နေပါပြီရှင်ကျဲဥချင်းချက်လေးချက်ဖို့အတွက်စီပူလိုက်ဆိုကျက်သွန်နီထောင်းထားတာထက်စမင်းမုံလေးထက်အယောင်တင်မုံလေးထက်ကျက်သွန်နီလေးကျုပ်ပြီးမှုလိုက်ရင်ဂျင်းကျက်သွန်မြုပ်ထောင်းထားတာထက်အနှစ်ကျစီရန်ရေးလေးထက်အနှစ်လေးပွက်လိုက်အရသာတွေစားချက်သားမုံထက်ငါးငန်းပြရေးလေးထက်အဲ့ဒါလေးမှုလာပြီဆိုရင်ကျဲဥပြုတ်လေးထက်ပြီးမကြီးမိရဲ့လေးထက်စီပြန်လာပြီဆိုရင်ကျဲချင်းချက်လေးရရှိပါပြီရှင်ဖြောဖို့အတွက်စီပူလိုက်ရင်ကျက်သွန်မြုပ်ထောင်းထားတဲ့ကျက်သွန်မြုပ်လေးမှုလိုက်ရင်ဒီစိတ်ငယ်ဒီဖွေးချမ်းတွေအဲ့ဒါလေးမှုလိုက်ရင်ငပိရေကျုပ်ပြီးသားထက်ရေးလေးထက်အဲ့ရေလေးပွက်လိုက်အရသာမုံတဲ့ကျက်သားမုံလေးထက်စီပြန်ရေးချက်နေထားလေးဆိုရင်ငပိရေစီတက်လေးတစ်ခွက်ရရှိပါပြီရှင်အခုဆိုရင်ကျမညမအကြ science style ကျုပ်အချင်းချက်လေးရေငပိရေပြော်လေးရေရရှိပါပြီရှင်အားလုံးသုံးဆောင်ကြပါအောင်ရှင်စားပါနော်ကျုပ်ချက်တင်ငပိရေနေထားခွန်မဲ့ချစ်တို့ခွန်လိုက်ပါပြီတူတူသုံးဆောင်ကြလို့ရှင်ပြီးတော့အနေနဲ့ဒီလိုမျိုးဒီစားလိုက်ပါမယ်ရှင်ဘလော်လေးကဒီနေ့တလားပါပဲနောက်ဘလော်တွေကိုလည်းဆက်လက်ကြည့်ချပေးပါအောင်ရှင်အားလုံးအရင်ချစ်ပါတယ်အားလုံးနဲ့တတန်း